ဆီယာမာလေးတို့တစ်ဖက်သက်ကြိုက်နေတဲ့ထွန်းထွန်းကနေတိုးဆွဲလာရန်လာလို့ထိုးမယ်ကြိတ်မယ်ပေါ့ထွန်းထွန်းကနေတိုးကြည့်လို့မရပါဘူးလုံးဝကြည့်လို့မရပါဘူးအယောမဝင်နဲ့နေတိုးကသူ့ရုပ်ကူမှသူ့အားမနာဒါမဲ့နောက်ကျသွားပါပြီထွန်းထွန်းအရန်ကိုနောက်ကျသွားပါပြီတီတီပန်တောင်းမယ်ပတ်စံနေနဲ့ရွာထိတ်ကစပင်ညာဆိုင်မှာနောက်ဆုံးတော့ဘူကီညှက်နိုင်ခဲ့ပြီလေဆီယာမာလေးကစိတ်ဝင်စားရုံပဲစိတ်ဝင်စားနောက်ကဘေးကကြွေပါဆင်းသွားတာဘူကီညှက်ပြီးတဲ့နောက်ပိုင်းမှာနေတိုးက officially ဆီယာမာလေးရဲ့အိတ်ဆွဲတော်ဖြစ်သွားတာပေါ့နော်အဲ့ဒီချိန်မှာဆီယာမာလေးကမတော်တဆတမင်တသက်နေတိုးရင်ဝင်တဲ့ကိုပြစ်လဲပေးလိုက်တယ်အော်အားနေလားအမဆီယာမာလေးကရှက်သွေးဖြာပြီးနေတိုးနောက်ကိုလိုက်သွားတာဆီယာမာလေးကနေတိုးရဲ့အတိတ်အကြောင်းကိုမေးတာပေါ့နော်အဲ့လိုမျိုးပြန်မြင်တာပြန်ကြားတာမျိုးရောမရှိဘူးလားဟုတ်လေတခါလေကြာအဲ့လိုပုံရိပ်တွေအဲ့ဒါမျိုးတော့ခဏခဏမြင်တယ်ဟိုဆီယာမာလေးနဲ့ယဉ်နေပြီးတော့တောင်ပေါ်ကသူ့တောင်မမီတဲ့အပင်ပင်ကိုခေါ်သွားပါတယ်ဘာလို့ခေါ်သွားလဲဆိုတော့အကြံစီရှိလို့ပါအဲကွက်တွေလေလာပြီလေဆီယာမာလေးကလည်းတိတ်မပျော်ရှားပါဘူးဖြီးနေတာပဲနေတော့ရွာရဲကလေးတွေအရင်ချက်တတ်ပါတယ်သူအားတဲ့အချိန်ဆိုရင်နှလုံးဒီဘလို့ထိုးတာလို့ဘောလုံးပွဲဘလို့လောင်းတာလို့တင်ပေးတာပေါ့နော်အဲ့ဒါကိုဆီယာမာလေးကမြင်ပြီးတော့ပို့ပြီးတော့ကြွေတာပေါ့ဗျာตาရလှပပြီးတော့ပွင့်လင်းတဲ့မနက်ခင်းတစ်ခုမှာချက်ချင်းမိုးချုပ်ပြီးတော့မှုန်တိုင်းနေစတိုက်အောင်အိုးတွေခွက်တွေပလုံးတွေကွဲအမနေတိုးရဲ့တပည့်လေးကတန်ဆူးပြီးတော့မေးခိုင်မဝင်ပြီးခြေထောက်ဖြတ်ရအောင်ဒါမဲ့နေတိုးကကလေးလေးကိုဖေးမကူညီပြီးအားပေးတယ်သေးကြတယ်သေးမှာအဲ့မှာထွန်းထွန်းကဟာတယောက်လုံးဘယ်ရောက်နေရလဲတိတ်ဆိတ်နေပါလားဆိုပြီးတော့ဟုတ်ပါတယ်ဒီကိုရောက်နေရပါဒါကတော့အင်္ဂလိပ်လို့ဆိုရင်တော့ရွာကလပ်ပေါ့ဗျာတယောက်90အဝကဆိုတော့နေတိုးကလည်းတက်နိုင်တယ်လေနေတိုးဝင်လာဆရာမလေးကရှက်တာပေါ့သူကနေတိုးနဲ့စပြီးစိတ်ဝင်စားနေပြီတော့နေတိုးကလည်းကတ်တက်တယ်လို့မကတ်တက်တယ်လို့စိုက်ကဲကောက်နှိုးပြကာရာတေကွက်တွေပါလာတယ်မှာအမှတယောက်နဲ့တယောက်နဲ့စရှိုးတာပေါ့နေတိုးကဆရာမလေးကိုကြည်ပြီးတော့ဆရာမလေးကလည်းနေတိုးအထားတွေပြန်ပေးရောနေတိုးရအခြေအနေကောင်းပြီလေငါအကွက်ရွှေ့ရတော့မယ်အမှအချက်လှမ်းပြလိုက်တယ်ဟေးတဲ့အိမ်ပြန်ပြီးတော့စိုက်ကဲသွားနှိုးကြမယ်လေတဲ့စိုက်ကဲဆက်သွားနှိုးမယ်လေဆရာမလေးကလည်းဒိုးမယ်ဆိုပြီးလက်နဲ့အချက်ပြန်ပြတယ်နေတော့ကပ်ပြီးတော့ဘေးကအတော်ကြီးကြွားတာကျွန်တော်တို့ကစိုက်ကဲသွားနှိုးတော့မှာလေတွေ့ဟိုမှာပါသွားပြီဒီကောင်ကချင်ဖန်းလို့ကောင်းတော့မြောက်ပွဲမမြင်ဘူးတဲ့ foreigner ကအထူးဆန်းလုပ်ပြီးဓာတ်ပုံရိုက်ပြီး Facebook တင်အလုပ်လုပ်ချင်အောင်ဟန်ဆောင်ပြီး Facebook ထိုင်ပွတ်နေတဲ့ဝန်ထမ်းသူ့တထေကိုပြတယ်မနေတိုးတဲ့သူ့မြပေါက်ပြီလေတကူတက Australia ကနေဝါခမောက်3တန်းပြန်ဖြေဖို့ပို့ထားတာကိုဟိုမှာကဲနေတဲ့ကလပ်မှာသူ့မြနေတိုးနောက်လိုက်ပါပြီးဟိုမှာလေမြန်ကြီးကစပြန်လေမြန်ကသူ့ကသူပြန်လာပါသူ့မြကနိုင်ငံခြားကနေလှေစီးလာတာပါဝါခမောက်ရောက်တော့သူ့မြနေတိုးလှမ်းတွေ့လိုက်တယ်သူစော်လင်းနဲ့ရှောက်ပြီးဒိုးနေတာသူ့မြကမှလှမ်းခေါ်နေတိုးမလုံးဝ surprise mother ကဖြစ်သွားပါတယ်ကျွန်တော်မေးလို့ပါပဲလူရှိမှဆို